အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အဖိုးဘီဘိုကတန်တီးထားတဲ့ဗီဒီယိုလေးပေါ့နော်ဖာကောင်းကဝင်ဖမ်းတဲ့ဖာတန်းအကြောင်းလေးကိုကျွန်တော်တို့အဖိုးဘီဘိုကဗီဒီယိုလေးပြကြလို့ပါခင်ဗျာဖာကောင်းကဝင်ဖမ်းတဲ့ဖာတန်းခြေနေလေးပေါ့နော်ကြည့်လိုက်အနေလေးကအကြောင်းကြားထားတော့ဟိုချားဖြန့်ဆိုတဲ့တရုတ်ဒီလေးတယောက်မှမရှိတော့ဘူးအဲ့ဒီတော့ဝင်ဖမ်းတယ်ပေါ့ပစ္စည်းပစ္စည်းတွေထဲတယ်မအေးလို့စကမတွေရဲ့မင်းတို့လုတ်ပုံလုံနီးရသည်တကယ်ကိုအေးဒီဖာကောင်းကဖာတန်းဝင်ဖမ်းပါတယ်ဆိုမှဘာတွေ့ရမှာတော့မင်းရတယ်စက်ပစ္စည်းတွေနေတယ်တော်ဟိုမင်းတို့တကဘာလုံးမှာရှိနေတဲ့သူတွေကိုမင်းတို့ထင်နေတာမင်းတို့ဗမာပြည်မှာရှိနေတဲ့မင်းတို့ထောက်ခံတဲ့ဘောမာတွေတို့များထင်နေတာမသိဘူးမင်းတို့ဖြစ်ပြတယ်တော်တော်အံ့ဩပါရဲ့တွေးတော်တော်အံ့ဩစရာတွေဒီလိုမျိုးကြုံယူတွေရှိနေလို့လေဟိုမှာအပေါ်မှာထိုင်နေတဲ့ပလင်ယူမင်းအောင်လိုင်ကရှိနေတာစမ်းတော့မစမ်းပါဘူးမင်းတို့ရဲ့အခြေအနေကရိုက်တယ်အပေါ်ကဘာဖို့အတင်းတပုံရကော်လေးတွေပဲတင်းမင်းတို့ဖြစ်ပြကြတယ်တကယ်ကိုဂျုံယူ